ပထမဆုံးအနေနဲ့ကြီးစုသူလူအုပ်ကြီးကိုစတင်ဆွဲဆောင်မိသွားပါတယ်။နာမည်မရှိဘဲចောင်းသားနံပါတ်ပဲပါတဲ့ဒီလူကဘသူလဲဟတနာရီမပြည့်ခင်မှာတင်အထက်80ကိုရောက်သွားတယ်။သူ့အချိန်ကတကယ်ကိုမြန်လွန်းတယ်။အခုအထက်83ရောက်သွားပြီ။အသက်18နှစ်အဆင့်ရဲ့အထက်83ဆိုတာဘယ်လောက်အထိရှိလဲ။တယောက်သိလား။ level 18ရှိတဲ့အထူးကဲအဆင့်ဟာလူသက်သမားတွေလေ။လူအုပ်ကြီးကမျက်တောင်မခတ်တန်းစိုက်ကြည့်နေကြပါတယ်။မင်းနောက်နေတာလား။ဒါဘာမိစ္ဆာကောင်လဲဟ။မျောစင်ထဲမှာတော့ကျွန်တော်ရဲ့အချိန်ကတဖြည်းဖြည်းနှေးကွေးသွားပါတယ်ဒါပေမဲ့တုံဆိုင်သွားခြင်းမရှိဘဲပုံမှန်အတိုင်းရှေ့ကိုဆက်တက်နေစေပါအပြင်မှာတော့စီနီယာဝန်ကျော်ရှမ်းတယောက်စိတ်လှုပ်ရှားလို့နေပါပြီဆရာညီလေးကတကယ်ကိုတန်မာလွန်းတယ်နှစ်နာရီကြော်ကြာပြီးတဲ့နောက်မှာတော့ကျွန်တော်ဟာအထက်83ကိုရောက်ရှိသွားပါတယ်ကျွန်တော်ရှေ့မှာရှိနေတာကတော့ level 19ရှိတဲ့ထူးကဲအဆင့်ကြောက်တုံးကိုလန်ကြီးဖြစ်ပါတယ်ကျွန်တော်စတင်ပြီး PR ကိုခံစားလာရပြီးကြီးကိုင်အင်းဆက်တွေနဲ့ကျွန်တော်ရဲ့ပါရမီစွမ်းရည်မြင့်တင်မှုတွေပေါင်းဆက်ပြီးခက်ခဲတိုက်ခိုက်ခဲ့ရပေမဲ့နောက်ဆုံးတော့ချေမှုန်းနိုင်ခဲ့ပါတယ်ဒါပေမဲ့အဆုံးသတ်ဖို့နီးကပ်လာပြီလို့ခံမှန်းမိတယ်နောက်တစ်ထပ်မှာရင်ဆိုင်ရမှာကတော့ level 19ရှိတဲ့ထူးကဲအဆင့်ကြောက်ဆောင်တကားတားရဲပဲဖြစ်ပါတယ်နဂါးသွေးဆက်ထားတဲ့တားရဲမျိုးဆိုရင်တိုက်ခိုက်ရေးစွမ်းရည်ကပုံမူတန်မှာတေချာပေမဲ့ level 19ကတော့ကျွန်တော်ကိုအကြီးအကျယ် PR မပေးနိုင်သေးပါဘူးအပြင်ကစောင့်ကြည့်နေတဲ့လူအုပ်ကြီးကတော့တအံ့တအောရေရွနေကြဆဲပါပဲဒီလိုစိတ်သက်ကြံ့ခိုင်မှုမျိုးရဲ့အကန့်အသတ်ကဘယ်နားမှာလဲအချက်လက်မှန်တွေကိုကြည့်ရတဲ့လောက်တော့တို့တွေဒီနှစ်မှာဘလို့ထူးခြားတဲ့ပါရမီရှင်မျိုးကိုခေါ်ယူလိုက်နိုင်လဲဆိုတာမကြခင်သိရတော့မှာပဲဝန်ဖူဆန်းကမရေပဲမနေနိုင်တော့ပါဘူးဆရာကညီလေးရဲ့စွမ်းရည်ကိုစမ်းသက်ချင်ုံတက်ပဲဥစ္စာအခုတော့ဒီလောက်အထိအုပ်အော်တောင်းတင်းဖြစ်သွားလိမ့်မယ်လို့မထင်ထားခဲ့ဘူးဒီလောက်လုတ်ခတ်သွားတာစမ်းလို့လားရီရွှန်ထန်းကတော့အေးဆေးတည်ငြိမ်နေသေးပါပဲဒီလိုစွမ်းရည်မျိုးရှိမှငါ့ကိုပြောပြထားတဲ့အခြေအနေနဲ့ထိုက်တန်မှာပေါ့ဝန်ကျော်ရှမ်းကစမေးပါတယ်ဆရာရဲ့ရွှေချိုအင်းဆက်နက်ဆို Golden Horn Magic Bug ကမျိုးပွားဖို့အဆင်သင့်ဖြစ်နေပြီလားရီရွှန်ချန်းကခေါင်းခါပြပြီးမဖြစ်နိုင်သေးပါဘူးဘရင်အစ်စ်တားရဲတကောင်မျိုးပွားဖို့ဆိုတာအရန်ခက်ခဲတယ်ဒါတင်မကသေးဘူးအခုချိန်မှာမင်းကြီးလေးကိုဘရင်အစ်စ်တားရဲပေးလိုက်ရင်တော့သူနားလေသဘောပေါက်နိုင်ဦးမှာမဟုတ်သေးဘူးလို့ဆိုပါတယ်3နာရီကြာပြီးတဲ့နောက်မှာတော့ကဘာမြေဆွဲအားရဲ့ PR ကတော်တော်လေးပြင်းထန်လာပြီးကျွန်တော်ရဲ့ကြားကောင်းစုကျုပ်ပြည့်စိတ်စစ်တပ်ဟာလည်းတိုက်ခိုက်ရေးစွမ်းရည်တဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပါတယ်ကျောင်းသားနံပါတ်1138929အထက်ကိုဆက်တတိုးရောက်ရှိသွားသည့်အတွက်ဂုဏ်ယူပါသည်တင်ဤနောက်ထပ်စိန်ခေါ်မှုကိုမျှော်လင့်ဆောင်စားနေပါမည်ကျွန်တော်ဂိတ်ကနေတဆင့်အပြင်ကိုလွှဲပြောင်းထွက်ခွာလာခဲ့တဲ့အခါထွက်ပေါက်တစ်ခုလုံးမှာလူတွေပြည့်နေနေတာကိုတွေ့လိုက်ရပါတယ်ကျောင်းသားမင်းကဒီနှစ်ကျောင်းသားတက်လားတကယ်ကိုလမ်းလွန်းတယ်ဗျာစောကဂျမ်မိုတာမျောစင်ထဲမှာစံချိန်တင်နေတဲ့သူကမင်းလားအားလုံးကဝိုင်းအောင်ပြီးမေးမြန်းကြပါတော့တယ်တော့ခေါင်းကြီးပြလိုက်တာနဲ့တပြိုင်နက်ပတ်ဝန်းကျင်တစ်ခုလုံးမှာအုံကြွအော်ဟစ်အားပေးတန်တွေထွက်ပေါ်လာပါတော့တယ်ကျောင်းသားတက်လေးမင်းဘာလုပ်လိုက်လဲသိရလားမင်းစောကဘယ်နှစ်ထပ်ထိတက်သွားလဲသိလား60တစ်ထပ်ဗျာအဲ့ဒါဒီလောက်တောင်ထူးဆန်းလို့လားလို့ကျွန်တော်မေးလိုက်တော့တစ်ဖက်လူကပြုံးပြီးစမ်းတာပေါ့မင်းကကျောင်းသားတစ်လေဗျာမင်းသားရဲ့ကျင့်ကြံသူဖြစ်တာရက်ပိုင်းပဲရှိသေးတာကိုတို့ကျောင်းရဲ့တမိုင်းတစ်လျှောက်ကျောင်းသားတစ်တွေထဲမှာအကောင်းဆုံးစံချိန်ကိုချိုးဖျက်ပစ်လိုက်တာလေးလို့လှမ်းပြောပါတယ်ကျွန်တော်ကတော့ဆရာကြီးကိုလိုက်ရှာဖို့လောနေတာကြောင့်ဒါကိုအရေးတကြီးသိမ့်မတွေးအားပါဘူးဒါကတိတ်ပြီးထူးထူးခြားခြားကြီးမဟုတ်ပါဘူးအကိုတို့ရွှေ့ပေးကြပါဦးကျွန်တော်လုပ်ဆရာကိစ္စလေးရှိလို့ပါလို့ပြောပြီးလူအုပ်ကြီးကိုတိုးဝေကဆရာကြီးရဲ့ဘေးနားကိုရောက်သွားပါတယ်ဆရာကျွန်တော်ကိုဆက်တစ်ထပ်ထိပဲတက်နိုင်ခဲ့တယ်အဲ့ဒီနောက်ပိုင်းတော့တကယ်ကိုရှေ့ဆက်မတက်နိုင်တော့လို့ပါညီလေးမင်းရဲ့ရလက်ကတကယ်ကိုတန်မာလုံးပါတယ်မင်းအခုမှကြောင်းနဲ့ခြေချရုံပဲရှိသေးတာကိုသိရလားလို့စီနီယာဝန်ကျော်ရှမ်းကချက်ချင်းပဲချီးမွမ်းလိုက်တယ်အဲ့ဒီနောက်ရီရွှန်ချန်းကမိတ်ဆက်ပေးပါတယ်ရှုမင်းဒါကမင်းရဲ့စီနီယာအကိုကြီးဝန်ကျော်ရှမ်းရဲ့အခုဒုတိယနှစ်တက်နေတာဝန်ကျော်ရှမ်းကလည်းမင်္ဂလာပါညီလေးတွေ့ရတာဝမ်းသာပါတယ်မင်းကငါ့ကိုအကြီးကျယ်အံ့ဩအောင်လုပ်ပြလိုက်တာပဲငါတို့နှစ်တုန်းကတိုက်ရိုက်တက်တာတောင်80ထက်ထိပဲရောက်ခဲ့တာလို့နှုတ်ဆက်ပါတယ်ကဲတွားကြစို့ဒီမှာလူတွေအများများတယ်စကားပြောရမယ့်နေရာမဟုတ်ဘူးလို့ရီရွှန်ချန်းကဆိုပါတယ်သူတို့ထွက်ခွာသွားတာကိုကြည့်ပြီးဘေးကဝိုင်းအောင်ကြည့်နေတဲ့လူအုပ်ကြီးလည်းရုတ်တရက်သဘောပေါက်သွားကြတယ်သူကရှောင်းရောင်ဘရင်အစ်စ်တင်လက်ခံလိုက်တဲ့တပည့်ကိုတိုးစစ်တက်ထဲမှာရှောင်းရောင်ဘရင်ရဲ့စွမ်းရည်ကလည်းဘရင်အဆင့်ထဲမှာအတန်မာဆုံးစီးရင်ဝင်ပဲသူကသာတပည့်လက်ခံမယ်ဆိုရင်အကောင်းဆုံးပါရမီရှင်ကိုပဲရွေးမှတေချာတာပေါ့ဆရာကြီးရီရွှန်ချန်းရဲ့နေအိမ်ဝင်းထဲကိုရောက်တဲ့အခါဆရာကြီးကကျွန်တော်ကိုကြည့်ပြီးရှုမင်းဒီနေ့ကြက်မိုတာနတ်ဆိုးနှိမ်နေရေးမျှော်စင်းမှာမင်းပြခဲ့တဲ့စွမ်းဆောင်ရည်ရဆိုရင်မင်းကလူတွေချီးမွမ်းနေကြတယ်လို့တကယ်ကိုထူးချွန်တာပဲဒီနေ့တနိုင်ငံလုံးကចောင်းသားတစ်တွေထဲမှာတော့မင်းရဲ့စွမ်းရည်ကထိတ်ဆုံး3ယောက်စင်းနဲ့ဝင်နိုင်တဲ့အဆင့်မျိုးပဲလို့မှတ်ချက်ပေးပါတယ်ဆရာကညီလေးကိုအကဲဖြတ်တာအယမ်းမြင့်လွန်းတာပဲတို့နှစ်တုန်းကဆရာငါ့ကိုပေးခဲ့တဲ့အမှတ်ကတူည5တူညပဲရှိတာကိုလိုဝန်ကျော်ရှမ်းကမကြည်မနဲ့လေတံလေးနဲ့စနောက်ပြီးနောက်ကဲညီလေးအတွက်ယူလာပေးတဲ့ပစ္စည်းတွေကိုမြန်ပေးလိုက်ဦးလို့ဆိုကပလတ်စတစ်အကြီးအိတ်ထုတ်ပေးပါတယ်ညီလေးဒါကမင်းရဲ့ចောင်းသားကတ်အဆောင်ကန်းတော့ကတ်နဲ့ចောင်းသားလက်ဆွဲစာအုပ်အဆောင်ကတော့အာရီယာကအခန်းနံပါတ်80တမှာငါကိုယ်တိုင်မင်းအတွက်တည်တည်ချာချာရွေးပေးထားတာပြီးတော့ចောင်းဝင်ခွင့်လုပ်ပေးတော့ကတာဝန်ခံကပြောတယ်ចောင်းကမင်းကိုပေးဖို့ဂရုပြုထားတဲ့ဆုလက်တွေကိုအခုတွားရောက်ထုတ်ယူလို့ရပြီးတဲ့ကြိုတင်ပေးမဲ့အရင်းမြစ်တွေနဲ့တွေးမျိုးဆက်တန်းစင်စေးရည်တွေကိုတော့မင်းကိုယ်တိုင်ဘန်နာတိုက်ကိုတွားပြီးထုတ်ရလိမ့်မယ်ကျေးဇူးတင်ပါတယ်စီနီယာအကိုကြီးလို့ကျွန်တော်ကောင်းငိမ့်ပြီးပြောလိုက်တယ်ရီရွှန်ချန်းကလောလောဆယ်မင်းက level 20တောင်မပြည့်သေးဘူးဆိုတော့အရှင်သခင်အစင်သားရဲကိုစာချုပ်ချုပ်ဖို့အောင်မြင်မှုနှုန်းကအရန်နေသေးတယ်လို့ဆိုပြီးဆက်ပြောပါတယ်ရှုမင်း
မင်းကငါ့ကိုဆရာဖြစ်ရွေးချယ်ခဲ့တာဆိုတော့နောက်ပိုင်းချိန်တွေမှာငါလည်းမင်းကိုစိတ်ရောကိုယ်ပါအပြည့်အဝလမ်းညွှန်ပေးသွားမှာပါမင်းငါ့ကိုရွေးချယ်ရတဲ့အကြောင်းရင်းအများစုကငါစီမှာကဘာပေါ်မှာတကောင်လည်းပဲရှိတဲ့ဘရင်အဆင့်အင်းဆက်အမျိုးအစားရွှေချိုအင်းဆက်နဲ့ဆိုရှိနေလို့ဆိုတာငါသိပါတယ်အာနာစရာစကားတွေပြောမနေပါနဲ့တို့တွေရဲ့တာရဲထင်းကြောက်မှုအားကောင်းမကောင်းဆိုတာကိုတိုင်းတာတဲ့စံတုံးကတာရဲတွေရဲ့စွမ်းရည်ပဲလေဒါကြောင့်မင်းကမျိုးရိုးဗီဇအရန်တန်မာတဲ့တာရဲတကောင်ကိုလိုချင်တာမဆန်းပါဘူးဒါပေမဲ့အခုလောလောဆယ်ငါစီမှာအဲ့ဒီတာရဲရဲ့တာသမီမရှိသေးဘူးရှိလာရင်တော့မင်းကထိန်းထားနိုင်ဦးမှာမဟုတ်ဘူးတကယ်လို့ငါရဲ့အင်းဆက်နဲ့ဆိုကအောင်မြင်မြင်နဲ့တားပေါက်နိုင်ခဲ့မယ်ဆိုရင်အဲ့ဒီကောင်ကမင်းအတွက်ပဲဖြစ်ရမယ်ကျွန်တော်ကမချိပြုံလိုက်ရင်ဒါပေမဲ့အခုလောလောဆယ်ဆရာကျွန်တော်ကိုတကယ်ပေးရင်တော့ကျွန်တော်စာချုပ်ချုပ်နိုင်ဦးမှာမဟုတ်ပါဘူးဆရာလို့ပြောလိုက်တယ်တကယ်တော့ဒါကအမှန်တရားပါပဲဒါပေမဲ့မင်းကငါ့ကိုဆရာဖြစ်အတိအမှတ်ပြုပြီးပြီဆိုမှတော့ဆရာတယောက်အနေနဲ့မင်းအတွက်လက်ဆောင်တစ်ခုခုတော့တဘာဝကြပေးရမှာပေါ့လို့ရီရွှန်ချန်းကဆိုပါတယ်တကယ်တော့ဆရာလူမျိုးကိုဆရာဖြစ်စီကပ်ခွင့်ရတာကျွန်တော်အတွက်ဂုဏ်ယူစရာပါပဲဘေးကဝင်ကြော့ရှမ်းကသူ့ပိုက်ကလေးကိုပို့ရင်းပြုံးကညီလေးမနစ်ကလည်းဆရာကငါ့ကိုအခုလိုပဲအကွက်ချီပြောခဲ့တာလို့ဆက်လိုက်တယ်ရီရွှန်ချန်းလဲလိုက်ရပြီးတို့တွေကဆရာနဲ့တပည့်တွေဖြစ်သွားပြီးပဲတိတ်ပြီးအာနာမနေစမ်းပါနဲ့မင်းရဲ့အဓိကတားရဲကိုစင့်ခေါ်လိုက်စမ်းကကြည့်ရအောင်လို့မိတ်လိုက်ပါတယ်ကျွန်တော်လည်းအရက်3မီတာကျော်မြင့်ပြီးအနက်ရောင်တန်ချက်ကဝစ်စင်ထားတဲ့တန်ချက်ကအင်းဆက်ကောင်ကိုစင့်ခေါ်လိုက်တယ်ရီရွှန်ချန်းကအဲ့ဒီအင်းဆက်ကိုတေးသေးချာချာစိုက်ကြည့်ပြီးရှုမင်းရဲ့စီနီယာအကိုကြီးရောက်လာတော့ကလည်းသူ့ရဲ့ထူးကအဆင့်တားရဲကိုအရှင်သခင်အဆင့်ရောက်အောင်ငါကူညီမြင့်တင်ပေးခဲ့တာဒီတန်ချက်ကအင်းဆက်ကိုငါစီမှာရက်ပိုင်းလောက်ထားခဲ့လိုက်ငါအရင်ဆုံးသူတေသနာလုပ်ကြည့်ရမယ်လို့ပြောပါတယ်ဝင်ကြော့ရှမ်းကကျွန်တော်ကိုဂုံယူဝင်းကြွားစွာနဲ့လှမ်းပြောတယ်ညီလေးထိုးဆရာကတနိုင်ငံလုံးမှာလက်ချိုးရည်လို့ရတဲ့ဘရင်အဆင့်တားရဲပြုစုပြိုးထောင်သူတွေကတယောက်ပဲကွအဲ့ဒီစကားကြောင့်ကျွန်တော်မျက်လုံးတွေချက်ချင်းအယောင်တောက်သွားခဲ့တယ်တားရဲပြုစုပြိုးထောင်သူဆိုတာလမ်းလျှောက်နေတဲ့တားရဲဆွေဆုံချမ်းဖြစ်တယ်လို့ရင်းမြစ်ပန်ကြီးတစ်ခုလည်းဖြစ်ပါတယ်ဘရင်အဆင့်ပြုစုပြိုးထောင်သူဆိုတာကတော့ဘရင်အဆင့်တားရဲတင်းကြောင်းသူထက်တောင်ပိုပြီးရှားပါလွန်းလာပါတယ်ဆရာကြီးကိုကြည့်ရင်ကျွန်တော်မျက်လုံးထဲမှာအထင်ကြီးလေးစားမှုတွေပြည့်နေသွားပြီးဆရာကတကယ်ကိုအံ့ဩဖို့ကောင်းလွန်းတယ်ဗျာလို့ရေရွံ့မိတော့တယ်တကယ်လို့ဒီတန်ချက်ကအင်းဆက်ကိုဆရာကြီးကအရှင်သခင်အဆင့်အဖြစ်စင်ကဲပြောင်းလဲပေးနိုင်ခဲ့ရင်ကျွန်တော်ရဲ့စနစ်ကနေအရှင်သခင်အဆင့်ရှိတဲ့အင်းဆက်တကောင်ကိုထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဟာအရှင်သခင်အဆင့်တားရဲတွေကိုအဆက်မပြတ်မျိုးပွားထုတ်လုပ်နိုင်တော့မှာပါဒါကတို့ဆရာရဲ့အရေးချင်းတွေကတခုတင်ရှိသေးတာပါလို့ဝင်ချိုရှန်းကကြွားလိုက်တဲ့အခါကျွန်တော်ကဆရာမှာပရိသတ်အစ်စ်လေးတယောက်ထပ်တိုးသွားပြီပေါ့လို့မြှောက်ပင်းလိုက်တယ်ရီရွှန်ချန်းကခေါင်းလှည့်ပြီးဝင်ချိုရှန်းကိုစိုက်ကြည့်ကနေပါဦးငါမင်းကိုပေးထားတဲ့တာဝန်တွေကဘယ်နှခုပြီးပြီလဲအခုကျောင်းရဲ့ ranking မှာမင်းအဆင့်ဘယ်လောက်လဲတာဝန်တွေဘယ်လောက်ပြီးပြီလဲလို့တရားဆက်မေးပါတော့တယ်ဝင်ချိုရှန်းတယောက်ရုတ်တရက်လေတံပြောင်းသွားပြီးဒါနဲ့ဆရာညီလေးငါရုတ်တရက်တတိယလာလို့ငါတခြားလုပ်ဆရာကိစ္စလေးတွေရှိသေးတယ်ဟာသွားလိုက်ဦးမယ်နော်လို့ပြောပြီးခြေရဖျောက်ဖို့ပြင်ပါတော့တယ်ဝင်ချိုရှန်းတယောက်ဆရာကြီးရီရွှန်ချန်းဘာမှပြန်မပြောရသေးခင်မှာတင်အမျက်လေးပြေးသွားတာကိုကြည့်ပြီးကျွန်တော်စွန့်လို့ကြံရစ်ခဲ့ပါတယ်ဆရာစောကစီနီယာအကိုကြီးဝန်ကိုဘာတွေမေးနေတာလဲဟင်လို့ကျွန်တော်သိချင်စိမ့်နဲ့မေးလိုက်တယ်ရီရွှန်ချန်းကရှုမင်းဆရာဆိုတာလမ်းပြယုံပဲကြင်ကြံခြင်းကတော့ကိုဘာသာကိုလို့ရတာတဲ့ငါကမင်းရဲ့ဆရာဆိုတော့မင်းကိုအဓိကကြီးချက်ပေးုံနဲ့ကြင်ကြံခြင်းဆိုင်ရာနည်းစနစ်တွေကိုပေးရမှာပဲမင်းရဲ့စီနီယာအကိုကြီးဝန်ကိုပဲနမူနာထားကြည့်လေသူကအခုဒုတိယနှစ်ပဲရှိသေးပေမဲ့သူ့ရဲ့ level က40ကျော်နေပြီးငါသူ့ကိုတတ်မှတ်ထားတဲ့စီကံချက်ကကျောင်းမစင်းခင်ကျောင်းရဲ့ ranking စရင်းမှာတစ်10ထဲဝင်ရမယ်ပြီးတော့တာဝန်တွေကနေလစဉ်အကျိုးပြုရမှန်းငါသူညရအောင်ရှာရမယ်ဆိုတာပဲလို့ရှင်းပြပါတယ်အဲ့ဒီနောက်ဆရာကြီးကကျွန်တော်ပက်လက်ပြီးမင်းရဲ့ဒီနေ့ကြက်မူတာနတ်ဆိုးနေနေရေးမျိုးစင်ကစွမ်းဆောင်ရည်နဲ့ရှင်ရင်လာမယ့်တလအတွင်းမှာမင်းအနေနဲ့အချက်3ချက်ကိုမဖြစ်မနေအောင်မြင်အောင်လုပ်ရမယ်တကျောင်းသားတစ်ပြိုင်ပွဲမှာပထမဆုရရမယ်နှစ်ကျောင်းရဲ့လူသားအဆင့်စရင်းဟာမှာtop 200ရဲဝင်ရမယ်3ပထမဆုံးလမှာတင်တာဝန်တွေကနေအကျိုးပြုရမှတ်တဲ့သူညရအောင်ရှာရမယ်ကျောင်းသားတစ်ပြိုင်ပွဲကရမယ်ဆုလက်တွေကိုမတွက်ဖဲနဲ့နော်တကယ်လို့မင်းဒီတာဝန်3ခုကိုမလုပ်နိုင်ပဲစိတ်သက်ကြပြီးရှုံးနေခဲ့ရင်လာမယ့်လမှာအစားပြန်ပေးရမယ်တကယ်လို့6လဆက်တိုက်ထိမပြေးမြောက်နိုင်ဘူးဆိုရင်တော့မင်းဟာငါရဲ့တပည့်ဖြစ်ဖို့မထိုက်တန်ဘူးလို့အတိတ်ပဲရတယ်လို့တီတီငိမ့်ငိမ့်နဲ့မိတ်လိုက်ပါတယ်ကျွန်တော်စိတ်ထဲကနေတုံ့လောက်သွားမိတယ်ဒီလအတွက်စီမံကိန်းကတကယ်ကိုအချိန်စရာပြည့်ကျက်နေပြီးခက်ခဲမှုအဆင့်ကလည်းမသေးလာပါဘူးဆရာဒါနဲ့ကျောင်းသားတစ်ပြိုင်ပွဲကဘယ်တော့လဲဟင်ပြီးတော့ပထမဆုအတွက်ဆုလက်ကဘာလဲဗျာကျောင်းသားတစ်ပြိုင်ပွဲကတတိယပတ်အပြီးမှာကျင်းပမှာဆုလက်ကတော့အကျိုးပြုရမှတ်3သူညနဲ့ class အဆင့်မြင့်ရင်းမြစ်များအခမဲ့ထုတ်ယူခွင့်လုပ်ပိုင်ခွင့်ရမှာဖြစ်တယ်ဒါကကျောင်းရဲ့အဆင့်မြင့်ရင်းမြစ်တွေကိုခွဲခြားထားတာပေါ့မင်းအခုလေးတင်ရထားတဲ့ဒါအထူးအဆင့်သွေးမျိုးဆက်တန့်စင်စေးရည်ဆိုတာ class ရင်းမြစ်ထဲမှာပဲပါဝင်သေးတာအဆင့်မြင့်လေးတန်ဖိုးကပိုကြီးလေးပဲကျွန်တော်ရုတ်တရက်သဘောပေါက်သွားပြီးဆက်မေးလိုက်တယ်ဆရာဒါဆိုနက်တွေဝါစီရင်ကဘာမြေစီရင်နဲ့လူသားအဆင့်စီရင်ဆိုတာကကျောင်းသားတွေရဲ့ rank သတ်မှတ်ချက်လားဟုတ်တယ်နက်တွေဝါစီရင်မှာလူရောက်100ရှိပြီး level 50ကအမြင့်ဆုံးကန့်သက်ချက်ပဲကဘာမြေစီရင်မှာလူ200ရှိပြီး level 30ကနေ50အထိကျောင်းသားတွေပါဝင်တဲ့လူသားအဆင့်စီရင်မှာတော့လူ300ရှိပြီး level 30အောက်ကျောင်းသားတွေပါဝင်ကြတယ်ဒီစီရင်တွေထဲဝင်တဲ့သူတွေကကျောင်းကနေလစဉ်လေ့ကျင့်ရေးအရင်းမြစ်တွေထောက်ပံ့မှုရကြလိမ့်မယ်ဆရာဒါဆိုကျောင်းသားတစ်တွေထဲမှာရော level 30အောက်လူတွေရှိသေးလို့လားဗျာရှိတာပေါ့အရေးအတွက်ကအယောက်200ဝန်းကျင်တောင်ရှိတယ်ဒါကြောင့်ငါတောင်းဆိုတဲ့အချက်ကအရန်ရိုးရှင်းပါတယ်